အားလုံးပဲမင်္ဂလာပါရှင်စိတ်ထောစွာနေပြန်လဲကြိုဆိုလိုက်ပါတယ်ယခုတင်ဆက်ပေးမယ့်ကြောင်းလေးကတော့ရဟန်းဘွားနဲ့ရုပ်ရှင် promotion တက်ခဲ့လို့ဝေဖန်ခံနေရတဲ့မင်းသားရဲကိုတခိတခါကနာမည်ကြီးမင်းသားရဲကိုကတော့မသိတော်တဲ့လောက်ရတစ်ခုကြောင့်ပြည်သက်တွေဝင်ဖန်ထောက်ပြခြင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ်အဲ့ဒါကတော့တရုတ်ဆောင်ရဲကိုဟာရဟန်းဘွားနဲ့မသိတော်တဲ့ရုပ်ရှင် promotion ကိုတက်ရောက်ခဲ့မိလို့ပါတရုတ်ဆောင်ရဲကိုဟာတခက်တခါတုန်းကအနုပညာလောကမှာထိတ်တန့်မင်းသားတစ်လက်လည်းဖြစ်ခဲ့ပါတယ်။အထူးသဖြင့်ရဲကိုကအရန်ကိုခန့်ညားပြီးတော့တရုတ်ဆောင်ကောင်းသလိုရဲကိုရဲ့အားသာချက်ကဖိုင်တင်အခန်းတွေပဲဖြစ်ပါတယ်။ရဲကိုကဒီလိုမျိုးတရုတ်ဆောင်ကောင်းတာကြောင့်အမျိုးသမီးပရိသတ်တွေရဲ့အသေးဆွဲတစ်လက်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ဒါပေမဲ့နောက်ပိုင်းမှာတော့တရုတ်ဆောင်မင်းသားရဲကိုဟာအနုပညာလောကကနေအနားယူပြီးတော့ပရိသတ်မြေခွင်းရှိကနေပျောက်ကွယ်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဒီလိုမျိုးပျောက်ကွယ်သွားတာကလည်းမင်းသမီးလင်းစာနီစော်နဲ့အိမ်ဆောင်ကြပြီးတဲ့နောက်တမီးလေးတယောက်ရရှိခဲ့တဲ့အပြင်ဇနီးတဲ့လင်းစာနီစော်နဲ့စိတ်သဘောထားခြင်းမတိုက်ဆိုင်တော့ဘဲနဲ့လမ်းခွဲခဲ့တဲ့အကြောင်းလေးသိရှိရပါတယ်။အခုခါမှာတော့ပြည်သက်တွေကတခိတခါကတရုတ်ဆောင်ရဲကိုတင်ငန်းဝင့်ရဟန်းဘွားအတွင်းနဲ့မြင်နေရတာလေးဖြစ်ပါတယ်။ရဲကိုအနေနဲ့တင်ငန်းကိုအပိဝတ်တာလားခဏဝတ်တာလားတော့မသိရသေးပါဘူး။ဒါပေမဲ့လည်းတရုတ်ဆောင်ရဲကိုဟာသူတရုတ်ဆောင်အဖြစ်နဲ့ပါဝင်ထားတဲ့အမျိုးကိုချစ်ပါဟာသားသူဆောင်စကားကြီးနဲ့အတူ promotion ပွဲကိုတင်ငန်းဝင်ရဟန်းပုံစံနဲ့တက်ရောက်လာခဲ့ရလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လဲပြည်သက်တွေကပြပြထန်ထန်ဝန်ဖန်နေကြတာလည်းတွေ့ရှိရပါတယ်ရှင်။အထူးသဖြင့်တော့ဖျားတန်ကတော့ရဟန်းတန်ကတော့ဆိုတာကလူပေါင်းလောကကိစ္စနဲ့ရှင်းလင်းစွာနေရတာလည်းဖြစ်ပါတယ်။လူတွေကိစ္စကိုဝင်မပါသင့်ကြောင်းဒါအပြင်ပွဲလန်းသပင်ဆက်သပင်ဂီတကိုနားထောင်ရင်းနဲ့အဘတ်သင့်ကြောင်းတိတ်ခါပုံရှိတာကိုရုပ်ရှင်ယုံကြီးထဲမှာတင်ငန်းကြီးတကားကားနဲ့မြင်နေရတာမသိတော့ကြောင်းပြည်သက်တွေကပြောဆိုလာခဲ့ကြောင်းလည်းတွေ့ရှိရပါတယ်ရှင်။ယခုလိုမျိုးဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးရတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းနှုတ်ပညာသတင်းတွေကိုတင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။